ကျွန်တော်တို့နေ့စဉ်တောက်သုံးနေတဲ့ရေတွေကတကယ်ရောတန့်ရှင်းရဲ့လားစက္ကမိုင်းတွင်တည်နိုင်မဲ့နီလန်တစ်ခုရှိတယ်ဆိုရင်ဒါလေးကတော့ TDS Water Quality Tester လေးပါအရွယ်အစားကတေးသေးလေးနဲ့တဲရလွယ်ပေမဲ့ကျွန်တော်တို့မိသားစုချမ်းမာရေးအတွက်တော့ရန်ကိုအထုံးဝင်ပါတယ်သူရဲ့အဓိကအတုံးဝင်ပုံကတော့ရေထဲမှာပျော်ဝင်နေတဲ့တက်ထုဓာတ်တွေဓာတုပစ္စည်းတွေနဲ့အမိုက်တရိုက်ပမာဏ total dissolved solid ကိုတိတိကျကျတိုင်းတာပေးတာပါရေဘူးတဲ့ဒါမှမဟုတ်ရေတန်းဆက်တဲ့ကရေကိုခွက်တဲ့ထက်ခလုတ်လေးနှိပ်ပြီးတိုင်းလိုက်တာနဲ့စက္ကမိုင်းတွင်ရေရဲ့တန်ရှင်းမှုအဆင့်ကိုစီစစ်ပြတာပေးပါတယ်ဒါရင်မကရေးပါဘူးသူ့မှာရေရဲ့အပူချိန်ကိုတိုင်းတာပေးနိုင်တဲ့ temperature button လေးလည်းပါဝင်တယ်လို့တိုင်းတာလိုက်တဲ့ကဏန်းကိုငြိမ်နေအောင်မူတွေထိမ့်ပေးထားတဲ့ hold button လေးလည်းပါဝင်တာကြောင့်ကြည့်ရတာရမ်းလွယ်ကူပါတယ်အိမ်တုံးရေတန်းဆက် filter တွေကိုဘယ်ချိန်မှလဲလှယ်ရမလဲဆိုတာမဝေခွဲနိုင်တဲ့အခါဒါမှမဟုတ်ရေကန်ရေတွင်းနဲ့ငါးမွေးကန်တဲ့ရေတွင်းကိုစစ်ဆေးခြင်းတဲ့အခါမျိုးမှာဒီကရိယာလေးကမရှိမဖြစ်ဆရာဝန်တယောက်လိုကူညီပေးမှာပါမိသားစုကျန်းမာရေးအတွက်တန်ရှင်းတဲ့ရေကိုရွေးချယ်တောက်သုံးနိုင်ဖို့ဒီလိုစောင့်ထားတဲ့ TDS မီတာလေးကိုအခုပဲကျွန်တော်တို့စီကိုမှာယူလိုက်ပါစိတ်ဝင်စားလို့ marginal ဆိုရင်ကျွန်တော်တို့ MDH ကိုအချိန်မီအားပါတရဆက်တွေဝယ်ယူနိုင်ပါတယ် profile ရဲ့ bio link မှာလည်းဖုန်းနံပါတ်လေးတွေထားထားပါလေအလွယ်တကူဆက်တွေဝယ်ယူနိုင်ပါတယ်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ